ဗိုလ်ချုပ်ဆန်းလိုပုဂ္ဂိုလ်ကပြည်သူသာထာဝရဆိုတဲ့ခေါင်းစဉ်မှာရှိသလိုပြည်သူမိုင်းလည်းပြည်သူကပြောဖို့ဝင်မလေးတဲ့သူတွေပါတယ်တတ်တိရှိတယ်ပြည်သူမိုင်းလည်းပြည်သူပြောဖို့တော့ဝင်မလေးဘူးအစိုးရမိုင်းလည်းအစိုးရပြောဖို့မိုင်းလည်းမှားတော့ဝင်ပြောဖို့ဝင်မလေးဘူးစစ်တပ်ကမိုင်းစစ်တပ်မှားတော့ပြောဖို့ဝင်မလေးတဲ့သူတွေမှာပါတယ်ဗိုလ်ချုပ်ဆန်းဆိုတာတိတ်ကြောက်တတ်တဲ့သူတွေမှာပါဘူးတိတ်တတိရှိတယ်စိတ်သက်ပြင်းပြတယ်ယုံကြည်ချက်ရှိတယ်သူလုပ်တဲ့ကာလတစ်ချက်မှာမှားရရှိမယ်မှန်တာရှိမယ်ဆုံးဖြတ်ချက်လွဲတာရှိမယ်ချော်တာရှိမယ်ဒါပေမဲ့သူတိုင်းပြည်ကိုထားတဲ့သူ့ရဲ့စေတနာကတော့ဘယ်တော့မှသူမပြောင်းလဲဘူးဘယ်တော့မှမပြောင်းလဲတဲ့ပုံစံမျိုးသူမှရှိခဲ့တယ်ဒါကြောင့်လည်းဒီလိုခိုင်မြဲခိုင်ကြီးတဲ့စိတ်ဓာတ်ရှိတဲ့အကြောင်းလည်းကျွန်တော်တို့နိုင်ငံမှာဒီနေ့ချိန်ထိအမျိုးသားကောင်းဆောင်ကြီးဖြစ်နေအားလုံးကတတ်မှတ်ကြတယ်တပ်မတော်လည်းတတ်မှတ်တယ်ပြည်သူတွေလည်းတတ်မှတ်တယ်နော်အဲ့ဒါမျိုးတတ်မှတ်ကြပြိုင်ဘက်တွေလည်းတတ်မှတ်ရတယ်နိုင်ငံတကာကလည်းတတ်မှတ်ရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကဟိုလူတယောက်မွေးဖွားလာတယ်အာဇာနည်ဖြစ်ဖို့မွေးဖွားလာတယ်အာဇာနည်ဖြစ်တယ်ခေါင်းဆောင်ဖြစ်ဖို့မွေးဖွားလာတယ်ခေါင်းဆောင်ဖြစ်တယ်ဒါပေမဲ့ဖြစ်သွားဖို့ခေါင်းဆောင်ဖြစ်ဖို့မွေးဖွားလာတယ်ခေါင်းဆောင်ဖြစ်တယ်အာဇာနည်ဖြစ်ဖို့မွေးဖွားလာတယ်အာဇာနည်ဖြစ်တယ်နော်ဒါပေမဲ့ဖြစ်ပြီးတဲ့နောက်မှာသူတို့ဖြစ်ပြီးတဲ့နောက်မှာဘယ်လိုဆက်လက်တည်ဆောက်တယ်လဲဆိုတာအရေးကြီးပြန်တယ်အဲ့တော့အာဏာရတဲ့ပုဂ္ဂိုလ်တွေကခေါင်းဆောင်ဖြစ်လာတယ်နိုင်ငံခေါင်းဆောင်ဖြစ်လာတဲ့ပုဂ္ဂိုလ်တွေအာဏာရကြတယ်ပေါ့အာဏာရတဲ့အခါမှာသူတို့ရတဲ့အာဏာပေါ်မှာကင်ပြီးတော့ကင်တွယ်ပြီးတော့ပြည်သူလူထုပေါ်ဘယ်လိုကာဝယ်ဆောက်ရှောက်တယ်လဲဆိုတာကသူတို့ရဲ့တမိုင်းမှတ်ကြောက်ဖြစ်တယ်ဒီတမိုင်းတွေကိုတာမန်ပြည်သူတွေရေးထုတ်ခွင့်မရှိဘူးခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကရေးထုတ်ခွင့်ရှိကြတာအဲ့တော့ခေါင်းဆောင်ဖြစ်လာသောပုဂ္ဂိုလ်တိုင်းဟာသူတို့တက်လာတယ်သူတို့သမရဖြစ်တယ်သူတို့ဝင်းချုပ်ဖြစ်တယ်သူတို့တပ်မတော်ကာကွယ်ရေးချုပ်ဖြစ်တယ်ပေါ့ဗျာဒီလိုဖြစ်လာတယ်ဖြစ်တဲ့အချိန်မှာသူတို့ရဲ့တမိုင်းမှတ်တမ်းတွေကတိတ်အရေးကြီးတယ်တာမန်ပြည်သူတွေနဲ့မတူဘူးတာမန်ပြည်သူတွေကလှုပ်ချင်လုပ်လို့ရတယ်ထင်တိုင်းကျဲလို့ရတယ်ဒါပေမဲ့တာမန်ပြည်သူဆိုးလို့ရတယ်မိုက်လို့ရတယ်ကြိုက်တာလုပ်လို့ရတယ်ဒါပေမဲ့နိုင်ငံခေါင်းဆောင်ဖြစ်လာတဲ့ပုဂ္ဂိုလ်တွေကမေတ္တာတရားပို့ကြည့်ရတယ်အာဃာတနည်းရတယ်အညို့တဲ့အာဃာတနည်းရတယ်မေတ္တာတရားပို့ကြည့်ရတယ်ပြီးလို့ရှိရင်ပြည်သူဘလောက်ကိုကာဝယ်ဆောက်ရှောက်ဒလဲဆိုတဲ့ပေတိုင်းနဲ့တိုင်းတာတယ်ပြည်သူဘလောက်ထိထမင်းဝအောင်ထားနိုင်ကျွေးနိုင်တယ်ဆိုတာနဲ့ပေတိုင်းနဲ့တိုင်းတာပြီးမှသူကနိုင်ငံခေါင်းဆောင်ကောင်းဖြစ်နေသူနိုင်ငံခေါင်းဆောင်လို့ဖြစ်တယ်နိုင်ငံခေါင်းဆောင်ကောင်းတကယ်လို့ဒါchief type ပဲခေါင်းဆောင် statesman တိုင်းလို့ပြည်ခေါင်းဆောင်ဆိုတာမျိုးကိုထပ်ပြီးတော့တိုင်းတာအဲ့တော့လူဟာဒီအတိတ်ဘဝဖုံးကန်ကြောင်ဖြစ်ဖြစ်ဘလို့ကြောင့်ဖြစ်ဖြစ်ခေါင်းဆောင်နေရာကိုရောက်တတ်တယ်လူတိုင်းလူမျိုးရောက်တတ်တယ်အချို့ဆိုရင်ခေါင်းဆောင်နေရာကိုရက်ပိုင်းလေးပဲရောက်တယ်ခဏပဲရောက်တယ်ပြန်ဆင်းသွားတယ်လူတပုံကြီးပဲလေခင်ဗျာပြန်ကြည့်လိုက်လို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံတပိုင်းပြန်ကြည့်လိုက်9ရက်ပဲဖြစ်တဲ့ခေါင်းဆောင်တွေလည်းရှိခဲ့တာအဲ့တော့ဖြစ်တယ်ဒါပေမဲ့သူတို့တွေဖြစ်ပြီးတော့ခဏနဲ့ပြန်ဆင်းလိုက်ရတာရှိတယ်ဘာကြောင့်လဲအဲ့တော့ဒီအကုန်လုံးကမှတ်ကြောက်တွေမှတ်တမ်းနေကြီးပဲအလကားမဟုတ်ဘူးပေါ့နော်အဲ့တော့သူတို့ပြည်သူလူထုပေါ်ထားတဲ့စေတနာကပဲသူတို့ပြန်ပြီးတော့ပြတယ်ပြည်သူလူထုအဲ့အချိန်မှာလိုလားတောင်းတချက်တွေပြည်သူလူထုဘလောက်ကိုထမင်းဝအောင်ကျွေးထားနေလဲဆိုတဲ့အချက်တွေကပဲနိုင်ငံခေါင်းဆောင်တွေပြတယ်အဲ့တော့ဗိုလ်ချုပ်ဆန်းတို့သူတို့ဆက်ပြီးတော့သူသာဒီကိုယ်လုံးဆုံးမခြင်းမရှိဘဲနဲ့ဆက်ပြီးတော့ခေါင်းဆောင်ဖြစ်နေမယ်ဆိုရင်လည်းသူလည်းဒီလိုအမျိုးသားခေါင်းဆောင်ဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးဘာကြောင့်လဲဆိုတော့ဒါတွေကကျွန်တော်တို့ရိုးလေးတွေးကြည့်မယ်သူ့လက်ထက်ကိုအာဏာဘလောက်ကြာဆုပ်ကင်ထားပြီးတော့သူဘလောက်ကြာစီမံခန့်ခွဲနေတယ်လဲသူဘယ်လိုစီမံခန့်ခွဲနေလဲဆိုတော့မူတည်ပြီးတော့စဉ်းစားရတာဖြစ်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့တရက်တစ်မိနစ်ကိုစဉ်းစားရတာမဟုတ်ဘူးသူ့ရဲ့ရှင်သန်မှုတစ်လျှောက်လုံးသူခေါင်းဆောင်လို့ရှိရင်တစ်လျှောက်လုံးမှာသူဘာတွေလုပ်ပေးခဲ့လဲဆိုတာကိုပေတန်းတိုင်းရတာတရက်တစ်မိနစ်ကိုကြည့်ရတာမဟုတ်ဘူးပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့တိုင်းပြည်မှာတက်လာတဲ့ခေါင်းဆောင်တွေအမြဲတမ်းပြန်စဉ်းစားကြဖို့လိုတာပေါ့နော်ဦးသိန်းစိန်လည်းအခုဆိုနားသွားပြီဦးတန်းရွှေလည်းနားသွားပြီနောက်ဦးထင်ကျော်လည်းနားသွားပြီဦးဝင်းမြင့်ဆိုရင်ဒါအခုဆိုရင်အရသာဖြစ်သွားပြီပြန်ဖြစ်သွားပြီအရသာပြန်ဖြစ်သွားပြီအခုဦးမြောင်လိုင်းဖြစ်လာတယ်သူတို့ကတာမန်လူတွေမဟုတ်ဘူးတာမန်လူတွေခေါင်းဆောင်ဖြစ်ဖို့မွေးဖွားလာတဲ့သူဖြစ်လို့ခေါင်းဆောင်ဖြစ်လာတယ်ဒါပေမဲ့ခေါင်းဆောင်ကောင်းဖြစ်ခြင်းမဖြစ်ခြင်းကြတော့ကျွန်တော်တို့သူတို့ယူထားတဲ့တာဝန်ဝတ္တရားတွေကိုဘယ်လောက်ထမ်းဆောင်နိုင်တယ်လဲဘယ်လောက်ထိပြည်သူတွေရဲ့အခြေအနေမှန်ကိုနားလည်ပြီးတော့ပြည်သူလူထုအခြေအနေကိုနားလည်ပြီးတော့ဘယ်လိုဖြစ်ရှင်းပေးခဲ့ပြီးတော့ပြည်သူလူထုကဝမ်းသာပျော်ရွှင်နေကြရတယ်လဲပြည်သူလူထုကတကယ်ကိုဒီခေါင်းဆောင်ပေါ်မှာယုံကြည်မှုအပြည့်နဲ့ဒီခေါင်းဆောင်ရဲ့ဥဆောင်မှုခေါင်းဆောင်ရဲ့ဒီစွမ်းဆောင်ပေးမှုနဲ့ပြည်သူလူထုဝမ်းဝပြီးတော့ပျော်ရွှင်နေတယ်လဲတည်ငြိမ်အေးချမ်းနေတယ်လဲလုံခြုံနေတယ်လဲပြောရင်တော့ဒီခေါင်းဆောင်လက်ထက်မှာငါတို့ကွာရှင်းပြောရင်တော့လွတ်လွတ်လပ်ပြောလို့တော့ပြောလို့ရတယ်ကွာရဲဝံပြောလို့ရတယ်ကွာဝေဖန်တဲ့ချင်းဝေဖန်ရဲတယ်ကွာပြောလို့ရတယ်ဝေဖန်တဲ့ချင်းဝေဖန်ရဲတယ်ကွာပြောတဲ့ချင်းပြောရဲတယ်ကွာဆဲဆိုရဲစတယ်မဟုတ်ဘူးနဲ့ကောင်းကောင်းမပြောတဲ့ချင်းပြောပြရဲတယ်ကွာလှုပ်ဆက်ချက်လှုပ်ရဲတယ်ပြီးတော့ဒီမိုကရေစီကိုလွတ်လပ်စွာရတယ်ကွာလို့အဲ့လိုပေတံလေး indicator လေးတွေနဲ့တိုင်းကြတာဖြစ်တယ်အဲ့တော့ဟိုဘယ်ပေတံနဲ့ဘယ်သူဘယ်လောက်တိုင်းခံမလဲဆိုတာတော့ဒါသူတို့အုပ်ချုပ်သူတွေရဲ့ဒီမေတ္တာတရားစိတ်နှလုံးသားတွေပေါ့အခြေခံတယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီတဲ့အုပ်ချုပ်သူခေါင်းဆောင်တွေကဘယ်လိုလူတွေလဲကျွန်တော်တို့မသိဘူးသိလည်းမသိချင်ဘူးသိဖို့လည်းစိတ်ဝင်စားဘူးဒါဟိုကျွန်တော်တို့ကစီကံတကြနဲ့ရေညွညွနဲ့အလုပ်လုပ်ကြမယ်ဆိုရင်စွမ်းအားရှိသမျှလုပ်လို့ကြမယ်ဆိုရင်တိုင်းပြည်မတိုးတက်စရာအကြောင်းမရှိပါဘူးကဘာနဲ့ရေမောင်တန်းနေတဲ့နိုင်ငံဘယ်လိုနည်းနဲ့မှမဖြစ်စရာအကြောင်းမရှိမြန်မာတွေကအားလုံးခွန်အားရှိကြတယ်မြန်မာတွေပုခွန်အားကိုအသုံးချနိုင်ဖို့လိုတယ်လို့ကျွန်တော်ပြောပြစီသတင်းတရားအဲ့ဒီကပါဗျာကျွန်တော်တို့တိုင်းသားအစည်းအဝေးတွေနဲ့မူတည်ပြီးတော့အာဇာနည်ကောင်းဆောင်ကြီးကလွတ်လပ်ရေးရယူပါခဲ့ပါတယ်ဒီနေ့မြင်းမောက်ကာလမှာလည်းလူသားစည်းလုံးနေပြီးနဲ့တိုင်းသားစည်းလုံးနေကြီးကဘယ်လောက်ထိအရေးပါတယ်ဆိုတာသမဏကြီးနေနဲ့အပြည့်ရှိအရေးကြီးပါတယ်တိုင်းသားစည်းလုံးညွညွရေးကတော့အရေးကြီးတဲ့အချက်ပဲကျွန်တော်တို့ကဟိုလွတ်လပ်မဆုံးရှုံးခဲ့ရတဲ့ကျွန်တော်အားလုံးတိုင်းသားတွေစုစည်းနေခဲ့ကြတာ
လွတ်လပ်ရေးဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာအမျိုးမျိုးသောဒုက္ခမှုတွေကြောင့်တိုင်းစစ်လက်ညညမှုကိုပြတ်ပြားခဲ့ကြတယ်လွတ်လပ်ရပြီးတဲ့အချိန်မှာလည်းအဲ့ဒီမျိုးမျိုးသောဒုက္ခမှုတွေကြောင့်တိုင်းဒေသစစ်လူညမှုတွေပြတ်ယွင်းခဲ့ရတယ်ဒါကိုကျွန်တော်တို့ပြန်ပြီးစူးစီးညညတဲ့ပြည်တော်စုတိဆောက်ဖို့လိုတာပေါ့အဲ့လိုမတိဆောက်နိုင်လို့ရှိရင်တော့ကျွန်တော်တို့ပြိပခတ်တွေဖြစ်နေမှာဒါကြောင့်ညညရရေးကြည့်ပါဒါကိုညညဖို့ဆိုရင်တော့တိချက်တဲ့စီကံအောင်နားလဲဖို့လိုတယ်ဥပဒေနားလဲဖို့လိုတယ်ဥပဒေနဲ့နားလဲဒါလို့ဆိုလို့ရှိရင်အသိပညာအတတ်ပညာတွေကျွန်တော်ရအောင်လုပ်ပါမယ်ဒီလိုနဲ့ပေါင်းစပ်ပြီးလုပ်မှာဖြစ်ပါတယ်ဒါကြောင့်အမေတာရေးကြည့်ပါတယ်တိုင်းပြည်တိုးတက်ဖို့ဆိုရင်တော့စူးစီးညညတိုင်းပြည်ရဲ့မှာရှိတဲ့တိုင်းတိုင်းပြည်သူလူထုအားလုံးစူးစီးညညဖို့ရှိတယ်လို့ကျွန်တော်ပြောချင်ပါတယ် ကျွန်တော်သိထားတဲ့ information အချက်လက်တွေနဲ့ကျွန်တော်ပြောမှာကျွန်တော်ခမှန်းသုံးသပ်ချက်တွေနဲ့ကျွန်တော်မပြောဘူးဘုံမင်းအောင်လှိုင်တို့ရဲ့ခဏိအုပ်စုကဘာကိုစဉ်းစားထားလဲဆိုတော့စက်တင်ဘာမှာကျင်းပမဲ့ကုလသမဂ္ဂဆိုင်ရာတကမ္ဘာလုံးညီလာခံကြီးမှာအဲ့ဒီမှာရှိတဲ့ credential committee ကနေပြီးတော့သူတို့ကိုကုလသမဂ္ဂရဲ့ blue book မှာဦးဝင်းမြင့်ကတမ္မရဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်အတိုင်ပင်ခံနဲ့နိုင်ငံရေးဝန်ကြီးဖြစ်တယ်ဆိုတဲ့နေရာမှာသူတို့အပြောင်းလဲရမှဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးမယ်ဆိုတဲ့မဟာတန်ဋိဌာန်ချပြီးတော့လှုပ်ထားတဲ့ plan မျိုးသူတို့မှရှိတယ်ဒါကျွန်တော်စဉ်းစားတွေးခေါ်ပြီးပြောတာမဟုတ်ဘူးနော်ကျွန်တော်က information နဲ့ပြောတာဆိုတော့ခဏသူ့အဖေကြဆုံးခဲ့တယ်အဲ့ကြဆုံးခဲ့တဲ့သူ့အဖေကိုသွားရောက်ပြီးနှစ်စဉ်ကျင်းပတဲ့ဒီအာဇာနည်နေ့အခမ်းအနားမှာဒေါ်အောင်ဆန်းစုကြည်မပါခဲ့ဘူးဆိုရင်တောင်မှ proof of light ကို तू မပြနိုင်ဘူးလို့ကျွန်တော်တို့အတိုက်ခံအဖွဲ့အစည်းတွေအကုန်လုံးကပြောပါလိမ့်ဒါပေမဲ့ तू ရွှေ့ကျင်တဲ့ဖဲချက်ကတော်တော်လေးကိုစနစ်ကျဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မဲ့လူတွေအားလုံးဟာတန်တမန်တွေဟာဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေကြောင်းရှိနေကြောင်းအားလုံးလက်ခံနိုင်မဲ့အခြေအနေဟာအခုငါမင်းအောင်လှိုင်တမ္မရနဲ့ငါအစိုးရအဖွဲ့ငါလွှတ်တော်ကြီးကိုအသိမှတ်ပြုရမယ်ဆိုတဲ့ပုံစံမျိုးကိုသွားနေတယ်ဆိုတာကိုအားလုံးသိဖို့လိုတယ်သူတို့ရဲ့ target ကအခုလာမဲ့စက်တင်ဘာ15ရက်နေ့မှာအခု2026ခုနှစ်နော်စက်တင်ဘာ15ရက်နေ့မှာကျင်းပမယ်ကုလသမဂ္ဂညီလာခံကြီးနဲ့အဲ့ဒီက credential committee လို့ခေါ်တဲ့15နိုင်ငံစုပေါင်းထားတဲ့အထဲထဲမှာတရုတ်မဟာမိတ်က9နိုင်ငံပါပြီးတော့အနောက်အုပ်စုမဟာမိတ်က6နိုင်ငံပဲရှိတယ်ဒါကိုကျွန်တော်အားလုံးသိအောင်ပြောပြတာအဲ့ဒီမှာသူ့ကိုဦးဝင်းမြင့်ကိုဖယ်မယ်ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်လိုက်ပြီးတော့သူတို့ကိုသာလျှင်အသိမှတ်ပြုမဲ့ result ထွက်မှဒေါ်အောင်ဆန်းစုကြည်လည်းပြန်လည်လွတ်မြောက်လာမယ်လို့ကျွန်တော်နားလည်